ပါလို့လားဟာဘာလဲရှိမထားဘူးချက်တိုင်းကိုဖြစ်နေတာပဲကိုပါတော့မြင်သွားရှိဝါရှာဘာလို့မသိဘူးအိမ်မှာရှိရတာလေအော်ဒီနေ့ကိုမွေးနေ့ဆိုပြီးတော့ကြက်ကောင်လုံးကင်းမယ်ပေါ့လိုတာလေးသွားဝင်ဈေးထဲသွားတာမလေးကြာလိုက်တာခုမှပြောင်းနေစားဖို့လည်းစောင့်နေလို့ဒီပြည့်ချက်ကင်းဒီပြောပြမယ်ငါထောင်ပြီးတော့กินမယ်โอ้မပြန်လာစနေစားဖို့ကွယ်ချက်ပြုတ်ချမ်းမယ်ဟေးညနာမလဲကျွန်တော်တို့ရဲ့စားကြမယ့်ကောင်းကောင်းစီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီစီစဉ်ကတော့ပြန်လဲဆက်ထားတဲ့စီစဉ်ဖြစ်ပါတယ်အရင်စီစဉ်တဲ့သူမမကြီးကတော့အိမ်တော်ကြသွားပြီးတော့သူ့အိမ်မှာပဲစားကြမယ့်ကောင်းကောင်းလုပ်ရင်းနဲ့ကလေးတွေလည်းအတော်ကြီးနေပါပြီခင်ဗျာဒီစီစဉ်ကိုကျွန်တော်တို့ပုံစံလုံးကြီးမြတ်မှုကြောင့်ခက်တာခဏလေးရနာခဲ့တာပါခင်ဗျာအခုတော့ကျွန်တော်တို့အမြင့်ရှေ့ဆက်ပြီးကိုဂုဏ်ပြုတဲ့အနေနဲ့ပုံကြစီလည်းတက်တာအောင်ကိုယ်ချက်ပြုတ်ထားလို့လည်းမဟုတ်ဘဲနဲ့ညက်ချက်တဲ့ဒီတွေကိုလည်းပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဒီကနေ့မှာပြောပြပေးတော့မယ့်အကြောင်းအရာလေးကတော့ချက်တစ်ကောင်လုံးกินနေဖြစ်ပါတယ်ခင်ဗျာချက်ကောင်လုံးกินတော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကြည့်အမျိုးအစားကိုတေချာရွေးချယ်တတ်ဖို့လိုပါတယ်ခင်ဗျာဗမာချက်ကိုရွေးမှလားစီပင်ချက်ကိုရွေးမှလားဗမာချက်ကိုရွေးမယ်ဆိုလို့ရှိရင်တော့အယိုးများလို့ချက်ကောင်လုံးกินမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စားလို့သိမကောင်းပါဘူးခင်ဗျာအဲ့တော့ဒီကတော့ကလာသားရေးချက်သားရင်တော့ကောင်းတာပေါ့ဗျာအဲ့တော့တကယ်တော့ကိုကချက်ကောင်းလုံးกินတော့မယ်ဆိုလို့ရှိရင်တော့စီပီချက်ကိုတိတိကျကျတက်တန်လေးရွေးချယ်ရဖို့လိုပါတယ်ခင်ဗျဟိုအပြင်ကကိုလေးကြီးချက်တယ်ကိုဘာချက်ရွေးထားတော့ စီပီချက်ကိုရွေးထားโอเคဟောဒီနေ့တော့ဘယ်လိုဖြစ်လဲနားမှာ AIPB လေAI ဖြစ်ကိုကဲစပါမယ်ခင်ဗျာအဲ့တော့ချက်ကောင်းလုံးกินဖို့အတွက်ပြင်ဆင်မှုတွေကိုအဆင့်လိုက်ကျွန်တော်လွယ်လွယ်လေးပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျချက်ကောင်းလုံးကိုတက်ရှင်းစင်ကြအောင်